အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Mushroom Kitchen ကနေပြီးတော့ Salmon Steak Cut တွေ spaghetti ကိုအသုံးပြုပြီးတော့အိမ်မှာအလွယ်တကူလိုက်ချက်လို့ရနိုင်မယ်ဟင်းပွဲလေးတစ်ခုလုပ်ပြမှာဖြစ်ပါတယ်ဒါကတော့ Salmon Steak Cut with spaghetti ပါ spaghetti cream sauce ကိုစပြီးချက်ဖို့အတွက်ဒါကတော့ပေါင်ပစ္စည်းလေးဖြစ်ပါတယ်ခင်ဗျာကြက်သွန်အဖြူပါမယ်ကြက်သွန်အနီကိုမှပန်းကြက်သွန်ပေါ့နော်အလုံးကြီးစားနှဲငယ်ပါမယ်ဖြစ်ပါတယ်ပြီးရင် parmesan cheese ပါတယ်ပြီးရင် Taubat ပါတယ် cooking cream ပါမှာဖြစ်ပါတယ် spaghetti ချက်ဖို့အတွက်ကိုအသုံးပြုထားတော့ဒီ Mushroom Kitchen မှာဝယ်လို့ရတဲ့ပေါင်ပစ္စည်းတွေနဲ့အသုံးပြုထားပါတယ် spaghetti စပြီးပြုတ်ဖို့အတွက်ရေနှဲငယ်ထည့်ပါမယ်စားနှဲငယ်ထည့်ပါမယ်အခုအချိန်ဒီမှာသတိထားမှာဒီ spaghetti water ကိုကျွန်တော်တို့မသွန်ပြဘူးပေါ့နော်ပြီးလို့ရှိရင် spaghetti sauce ချက်တဲ့အခါမှာပြန်သုံးမှာမဟုတ်ဘူးလားကျွန်တော်အရင်ဆုံးစီထည့်ပါမယ်ပြီးရင် Taubat နှဲငယ်ထည့်ပါမယ်စီပူလာပြီဆိုရင်ကြက်သွန်ဖြူထည့်ပါမယ်ပြီးရင်ကြက်သွန်နီထည့်ပါမယ်နောက် cooking cream 100 gram ထည့်ပါမယ်ဒီကျန်တဲ့ cooking cream ကို spaghetti water နဲ့နှဲငယ်ချင်းပြီးထည့်ပါမယ်ရတာထည့်ပါမယ်လိုချင်တဲ့ sauce အနေထားကိုရပြီဆိုရင်တော့ spaghetti ထည့်မှာဖြစ်ပါတယ်Salmon steak ကိုငရုတ်ကောင်းလေးဖြူပါမယ်။နောက် olive oil နဲ့ငယ်ထည့်ပါမယ်။ဒီ salmon ကအသားကျက်လောက်ပြီဆိုတဲ့အနေထားလေးပေါ့နော်။ဒီလိုမျိုးရွှေအောင်လေးတန်းနေပြီဆိုရှင်ရပါပြီခင်ဗျာ။ပြီးရင်ပေါ် parmesan cheese လေးဖြူလိုက်ပါမယ်ဒီ parmesan cheese လည်းဒီ Mushroom Kitchen ဝယ်ရင်ဝယ်လို့ရပါတယ်ပြီးရင်တော့ခုနကကြော်ထားတဲ့ salmon steak လေးကိုအပေါ်တင်လိုက်ပါမယ်ပြုတ်ထားတဲ့ broccoli နဲ့ carrot လေးတွေကိုဘေးကနေအလှဆင်းလိုက်ပါမယ်ပြီးရင်တော့အပေါ် black pepper လေးဖြူလိုက်ပါမယ်